ကိုရီးယားရိုးရာပုံမြင်တွေထဲမှာအလွန်နာမည်ကြီးပြီးမေတ္တာသစ္စာနဲ့ကံကြမ္မာကိုပေါ်လွင်စေတဲ့ညီကိုနှစ်ဖော်နဲ့အံ့ဖွယ်ဘူးတီများပုံမြင်ကိုအသေးစိတ်တင်ဆက်ပေးလိုက်ပါတယ်။ဟိုရှိတုန်းကကိုရီးယားပြည်ကရွာလေးတစ်ရွာမှာဟုံးဘူးနဲ့နိုးဘူးဆိုတဲ့ညီအကိုနှစ်ယောက်ရှိပါတယ်။အကိုဖြစ်သူနိုးဘူးကချမ်းသာပေမဲ့အလွန်လောဘကြီးပြီးစိတ်ပုတူဖြစ်ကညီဖြစ်သူဟုံးဘူးကတော့ဆင်းရဲပေမဲ့အလွန်စိတ်ထားကောင်းသူဖြစ်ပါတယ်။နိုးဘူးဟာအဖေစီကအမွေတွေကိုတယောက်တည်းတိမ့်ပိုက်ပြီးညီဖြစ်သူကိုအိမ်ပေါ်ကနှင်ထုတ်ခဲ့ပါတယ်။ဟုံးဘူးဟာကလေးတွေအများကြီးနဲ့ငပြက်နေပေမဲ့ဘသူကမှမနာလိုစိတ်မရှိခဲ့ပါဘူး။တနေ့မှာတော့ဟုံးဘူးရဲ့အိမ်ကောင်မိုးအောက်မှာအတိုက်လုံနေတဲ့စာကလေးလေးတစ်ကောင်ဟာငွေတစ်ကောင်ရဲ့ရန်ကနေပြေးရင်ပြုတ်ကျပြီးခြေထောက်ကျိုးသွားတာကိုတွေ့လိုက်ရပါတယ်။ဟုံးဘူးဟာတနာတက်တာကြောင့်စာကလေးရဲ့ခြေထောက်ကိုအဝတ်စလေးနဲ့စီးပေးပြီးဂယုတစိုက်ပြုစုပေးခဲ့ပါတယ်။နောက်ပိုင်းမှာစာကလေးလေးဟာပြန်လဲကျမ်းမာလာပြီးပြန်တန်းသွားပါတော့တယ်။နောက်တစ်နှစ်ຫນွေဥရာသီရောက်တဲ့အခါအဲ့ဒီစာကလေးလေးဟာဟုံးဘူးစီကိုပြန်လဲပြန်တန်းလာပြီးသူ့ရဲ့နှုတ်သီးတွေကဘူးစေးတစ်စေးကိုချပေးခဲ့ပါတယ်။ဟုံးဘူးကအဲ့ဒီဘူးစေးကိုမြေကြီးထဲစိုက်လိုက်တဲ့အခါမကြခင်မှာပဲအေယာမဘူးတီကြီးတွေတီးလာပါတော့တယ်။ဘူးတီတွေရင်မဲ့လာတဲ့အခါဟုံးဘူးနဲ့သူ့ဇနီးဟာဘူးတီတွေကိုခွဲကြည့်လိုက်ကြပါတယ်။အံ့ဩစရာကောင်းတာကတော့ပထမဘူးတီတွေကနေဆန်နဲ့စားစရာတွေအပြည့်ထွက်လာပါတယ်။ဒုတိယဘူးတီတွေကနေရွှေငွေရတနာတွေတောင်ပုံရပုံထွက်လာပါတယ်။တတိယဘူးတီတွေကနေတော့အလုတ်သမားတွေထွက်လာပြီးဟုံးဘူးအတွက်ခမ်းနားတဲ့အင်ကြီးတစ်လုံးကိုမျက်စိတမိတ်အတွင်းမှာစောက်ပေးလိုက်ကြပါတယ်။ဒီလိုနဲ့စိတ်ထားကောင်းတဲ့ဟုံးဘူးဟာတညအတွင်းမှာတင်တရွာလုံးမှာအချမ်းသာဆုံးသူဖြစ်သွားပါတော့တယ်။ဒီသတင်းကိုကြားသွားတဲ့အကိုဖြစ်သူနိုးဘူးဟာမနာလိုဖြစ်ပြီးဟုံးဘူးစီလာမေးပါတယ်။အကြောင်းစုံကိုသိရတဲ့အခါနိုးဘူးဟာလည်းချမ်းသာချင်တာနဲ့စာကလေးတစ်ကောင်ကိုအတင်းဖန်သူ့ဖာသာသူခြေထောက်ကိုရိုက်ချိုးပြီးမှပြန်ကူပေးလိုက်ပါတယ်။နောက်နှစ်မှာစာကလေးကသူ့ကိုလည်းဘူးစေးတစ်စေးပေးပါတယ်။နိုးဘူးဟာအယမ်းပျော်သွားပြီးဘူးသီးတွေတီးလာတာနဲ့အမြန်ခွဲလိုက်ပါတော့တယ်။ဒါပေမဲ့ပထမဘူးသီးတွေကနေရတနာတွေအစားဘီလူတရေတွေထွက်လာပြီးနိုးဘူးကိုရိုက်နှက်ကြပါတယ်။ဒုတိယဘူးသီးတွေကနေအကျွေးတောင်းသူတွေထွက်လာပြီးနိုးဘူးရဲ့ပစ္စည်းတွေကိုအကုန်သိမ်းသွားကြပါတယ်။နောက်ဆုံးဘူးသီးတွေကနေတော့မေလာရီတွေထွက်လာပြီးနိုးဘူးရဲ့အိမ်ကြီးကိုဖျက်ဆီးပစ်လိုက်ပါတော့တယ်။နိုးဘူးဟာလမ်းဘေးရောက်ပြီးဒုက္ခရောက်နေချိန်မှာညီဖြစ်သူဟုံးဘူးကသူ့စီလာပြီးအကိုကျွန်တော်အိမ်မှာလာနေပါအတူတူစားကြတာပေါ့လို့ခေါ်ယူခဲ့ပါတယ်။နိုးဘူးဟာသူ့ရဲ့အမားကိုနောင်တရပြီးညီကိုနှစ်ယောက်ဟာချစ်ချစ်ခင်ခင်နဲ့အေးချမ်းစွာနေထိုင်သွားကြပါတော့တယ်။ဇလန်းရဲ့သင်ခန်းစာကတော့ကောင်းတာလုပ်ရင်ကောင်းကျိုးခံစားရပြီးမကောင်းတာလုပ်ရင်မကောင်းကျိုးကိုသာပြန်လည်ရရှိလိမ့်မယ်ဆိုတာပါပဲ။စိတ်ဤချမ်းသာခြင်းကိုယ်ဤကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေခင်ဗျာ။